Hello အားလုံးပဲမိတ်ကပါကျွန်တော်ဒီနေ့ကျွန်တော်လေရိုးတဲ့ပြန်ရောက်နေဖြစ်ပါတယ်လေရိုးတဲ့ပြန်ရောက်ရှင်းနေပဲခင်ဗျားတို့ဇက်အဓိကဆက်လိုက်3កောင်နဲ့ mix ဆက်ပေးပါမယ်ဖြူလေးလောကြောက်လားဒီကောင်ကြောက်ဖို့ရှိပါတယ်ဒီကောင်တော့ခုမှပြန်တွေ့ရပါတော့ဒီကောင်ဖြူလေးဖြူမလို့ခေါ်ပါတယ်ဒီကောင်ညူမဒီကောင်တော့ကျွန်တော်ရဲ့အဓိကဆက်လိုက်3កောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့အဓိကဆက်လိုက်3កောင်နဲ့ mix ဆက်ပေးပြီးဆိုတော့တော့တစ်ခုအနေနဲ့ကျွန်တော်စဘာပုံပိုင်းမှာတနေ့ကနေမြင်ရတဲ့အလောက်ကျွန်တော်ပြရမယ်နော် let's go ကဲအခုကျွန်တော်တော့ကောက်ဆိုင်မိုထိတ်ကိုရောက်နေပါပြီကောက်ဆိုင်မိုထိတ်ကနေမြင်ရတဲ့ view ကိုကျွန်တော်ခင်ဗျားတို့ပြရပါပါအခုမှကျွန်တော်ကောက်ဆိုင်မိုထိတ်ကိုရောက်နေမှာနော်အထိတ်ကိုရောက်နေပါအခုကောက်ဆိုင်မိုနဲ့မြင်ရတဲ့ view ကိုကျွန်တော်ပြရမယ်နော်ကြည့်ရ let's go ကဲဒါတော့ကောက်ဆိုင်မိုမြင်ရတဲ့ view ရှိပါတယ်လေရတော့လိမ့်ပြတော့ရှောင်းရှိရယ်တော့တော့ဘုံဘောလားအဲ့ဒီဘုံဘောတက်လို့လည်းတက်လို့လည်းရိပ်ပြပါလေကြောက်ကျော်ကြောက်ညီမဒီနေ့လည်းပဲဖြစ်ပါရှိတော့ပါအားကြောင့်ကျွန်တော်ကြော်ဆက်ကောင်လေးနဲ့လာပြီးတော့လွတ်ဆက်တာဖြစ်ပါတယ်ကဲကျွန်တော်အမြင့်ကနေလည်းပြပြီးပြီးတော့နောက်ထပ်နေရာတွေရောငင်းနေနောက်ထပ်နေရာတွေလည်းပြပေးဖို့စီစဉ်ထားပါတယ်ကဲကျွန်တော်ခုမှပြန်တွေ့ရတာပါကျွန်တော်အတီလွဲနေကြရပါတော့ကျွန်တော်လည်းမဆော့ရတယ်ဆိုတိန်တော့မဆော့ရလဲကျွန်တော်တောက်တယ်ဒီကဟိုကကျွန်တော်ဒီဘက်ပုံရိပ်ပြတာပါအေးဘက်ပုံရိပ်ပြတာပါအခုကျွန်တော်က